ကဲအားလုံးပဲမင်္ဂလာပါပေါ့ကျမတော့အခုချိန်ကျမတော့လောင်းကလေးကျမအပိုင်း3လေးကိုတင်ဆက်ပြီးတော့အပိုင်း3လေးဟာစက်သိန်းပိုင်းလေးပဲဖြစ်ပါလေဒါဆိုရင်စက်သိန်းပိုင်းလေးကို subscribe လေးလုပ်ခဲ့မှုမေးစမ်းနေအောင်နော်အဆိုအကောင်လုံးစားရအောင်မယ်လောင်းကလေး game ပေါ့ဆက်တော့ဘာလို့မှာကျမတော့ TV ရဲ့ sofa မှာအိပ်ရbaby ကလေးသွားတဲ့သူပြတာပေါ့သူပြတာက baby ဆိုတဲ့ကလေးနောက်သွားတဲ့ညီးမောင်းလာတယ်လုံးကတိကိုလုံးကတိကိုပြတူကိုအယုတ်အရင်တိချပေးရမယ်တဲ့အပိုင်းတုံးလေးရတော့ဒီလိုမျိုးရုပ်ရည်နဲ့ကစားခိုင်းရမှာပေါ့ဥပမာရုပ်ရည်နဲ့သူ့အရင်ကစားပေးတဲ့ပတ္တတီရောရဲ့အဲ့လိုကျမလိုလိုက်လုပ်ပေးပါနော်ရုပ်တစ်ခုအောက်ကြပါလောင်းကတိဆက်စားပိုင်းကျမဗီဒီယိုတင်တာယောက်ျားလေးလိုမျိုးဖြစ်တဲ့အတွက်တောင်းပန်ပါတယ်ကျမအတန်အဲ့လိုမဟုတ်ပါဘူးပြောင်းကြည့်ရပါရုပ်ကိုပိတ်ပေးရမယ်လောက်ခတ်တိုင်းခုကျမ TV ဆိုဖာတော့သွားအိပ်ရမယ်အတိအလုံးရမှာတဲ့level 2ကပြီးသွားနေမယ် level 3မှာလား level 3ကရေခဲတာလည်းရောက်တာကျမ level 2ကနေပြန်စလိုက်တာတရားကဒီထဲကျမအလွယ်နီးပဲလုပ်ပြလိုက်တော့မယ်နော်သူပေါက်တယ်မလန့်ပါနဲ့ဒီနေ့လည်းဖွင့်လာတယ်လုံကတိပိတ်လိုက်တာပေါ့နော်နှုတ်ယူလိုက်မယ်အဲ့လုံကတိပိတ်သွားတယ်ရှိကြတာရောက်တယ်မလားရှိကြရရောက်ရှိစက်သွားsorry ပါ okay အဲ့ဆိုဒီနေရာမတွားရအောင်ဒီဘက်နေရာတွားမယ်ရေခဲတဲ့ခါလေးမှာကျမလမ်းကြပြီမယ်ဒီမှာနှုတ်ခတ်ပါနှုတ်ခတ်ကိုယူမယ်ဆိုနီနာကလို့ယူလို့မရပါကျမဒီတိုင်းလည်းလုပ်ပြမယ်ဒီထဲကိုတွားမယ်ဒီဘက်မှာတက်တာကင်းတွေ့လိုက်တက်ကင်ကအလူလူတိုင်းတက်တာလက်ရဖို့လုံးကလေးရဲ့လက်ရရှိခဲ့တဲ့တိုင်ရထောင်ထလက်ရှိရင်နော်ခေနို့ဘလင်းတွေ့ပါဆိုတော့ကျမဒီနားလာတယ်ဒါဆိုရင်ပါပြန်ထပ်မနီလန်းကိုပြမယ်စက်တာကင်တွေ့စက်တာကင်ကိုမှဒီလိုမျိုးရှင်းဆက်သွားမယ်နော်လောင်းကလေးလက်ရမီလောင်းကလေးလက်ရမြင်လိမ့်မယ်ရှင်းဆက်မှာတကားမြည်ပြီပေါ့လောက်ခတ်တိုင်းထဲပဲမယ်အေးလုံးကလေးကပုံစံပြောင်းသွားတယ်လေသူ့စမရောနှုတ်တိုက်ရမယ်ဒါ baby cream ယူပရိုတက်စီကိုမလန်းပါနဲ့ရှင်ပရိုဒီမလန်းနဲ့နော်2 မိနစ်ကြာကျမအနောက်လိုက်ပြီးတော့ဒါယူပြီးတော့နေနေမယ်ဆိုရင်အဲ့လိုပဲပေါ့ပရိုဒီမလန်းပါနဲ့တောင်းမှမှာလေရှင်လောင်းကတိဆောက်လောင်းကတိသူ့လိုက်လို့သူကဘာလို့လဲမသိဘူးသူကပြောတာBaxter VLAS Glass ဘာလို့
လောက်ခိုင်းနေလုံးကတိရတယ်ရေးဖြစ်တာလို့ဆိုတော့ဒီမကိုဖောက်ပိုင်လိုက်မယ်သူ့ပြရမယ်ဘာလို့ပြရမလဲဆလာတုံးရဒီလောက်ကိုကျွန်တော်ဒီလိုတွေချဖို့ဒီလိုနေနေပတ်ချဒါကြောင့်တော့ subscribe video လေးကို subscribe လုပ်ခဲ့ပါမယ်အားလုံး bye bye